ကားတစ်စီးမှာဂီယာပြောင်းတာမျက်တောင်တစ်ချက် big lock တဲ့အချိန်အတွင်းပြောင်းသွားတာကိုသင်မြင်ဘူးလားဒီဂီယာနှစ်ခုတွဲစနစ် dual clutch transmission တွေကဘာလို့ကြမ်းတမ်းတဲ့မောင်းနှင်မှုတွေအတွက်ပိုကောင်းရတာလဲအဖြေကတော့သူ့ရဲ့ design မှာရှိနေပါတယ်ဒီဂီယာနှစ်ခုတွဲစနစ်ကိုဖြည်းဖြည်းမောင်းနှင်တာအာနာတုံဆိုင်စာမောင်းနှင်တာတွေအတွက်တည်ဆောက်ထားတာမဟုတ်ဘူးဒါကြောင့် pedal အသေးလေးပဲဖြည်းဖြည်းနေမယ်ဆိုရင်တော့ဒါကသင်အတွက်မနိုင်ပါဘူးဘာကြောင့်လဲဆိုတာဒီဖို့ဘယ်လိုအလုပ်လုပ်လဲဆိုတာကြည့်အောင်ပါဒီဂီယာနှစ်ခုဟာ clutch နှစ်ခုကိုအသုံးပြုထားပြီးတစ်ခုထဲမှာ manual gear စနစ်နှစ်ခုလိုမျိုးထင်နေပါတယ်တစ်ခုက Mac gear တွေ odd gears 135ကိုထိန်းချုပ်ပြီးနောက်တစ်ခုကတော့ net gear တွေ even gears 246ကိုထိန်းချုပ်ပါတယ်သင်ကပထမ gear နဲ့အရှိန်မြင့်နေချိန်မှာဒီ gear စနစ်ကဒုတိယ gear ကိုကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်နေပါတယ်ဒါကြောင့်ပထမ gear ကနေဒုတိယ gear ကိုပြောင်းတဲ့အခါ clutch တစ်ခု short လိုက်တာနဲ့တစ်ခုကတွဲလိုက်တာဖြစ်ပြီးအားပါဝါဆုံးရှုံးမှုနည်းနည်းလေးပဲဖြစ်ပါတယ်ဒါကြောင့် gear ပြောင်းတာက second ပိုင်းတွဲပိုက်ပြီးသွားပြီးအရှိန်မြင့်မှုကအယမ်းမြန်ပါတယ်ဒါဆိုရင်ဒီ gear နှစ်ခုတွဲစနစ်တွေကအယမ်းခင်မိနေတယ်ဆိုရင်တော့ဘာလို့ကားကြောပိတ်တဲ့နေရာတွေမှာအဆင်မပြေတာလဲအကြောင်းရင်းကတော့ clutch တွေအလုံးလုံးပုံကြောင်းပါကားကြောပိတ်လို့ဖြည်းဖြည်းချင်းရွေ့နေရတဲ့အချိန်မှာကားကိုရွေ့ဖို့အတွက် clutch တွေဟာအဆက်မပြတ်ချော်လွှဲနေပြီးတွဲနိုင်ဖြုတ်လိုက်လုပ်နေရပါတယ်အဲဒါကြောင့်အပူတက်ခြင်းနဲ့ဝယ်ပွင့်ပဲ့မှုနဲ့ပူဖြစ်လာနိုင်ပါတယ်ဒါကြောင့်ဒီစနစ်က trade off တစ်ခုပါ dual clutch transmission ကတော့အယမ်းမြန်တဲ့ gear ပြောင်းမှုအားကောင်းတဲ့ performance တွေကိုပေးနိုင်ပါတယ်ဒါပေမဲ့ဖြည်းဖြည်းမောင်းတဲ့ကားကြောပိတ်နေရာတွေမှာတော့အကောင်းဆုံးမဟုတ်ပါဘူးဒါဆိုရင်သင်ကဘာကိုရွေးမလဲစွမ်းဆောင်နေလားဒါမှမဟုတ်တတောင်တတာရှိမှုလား